အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဒီချက်က grade 11 grade 12မှာအသုံးများတဲ့ differentiation rule ပေါ့နော်အရေးကြီးတဲ့ differentiation rules လေးတွေကိုငယ်ငယ်တော့ဆရာကြီးဆရာမကြီးတွေသင်ပေးတဲ့လွယ်ကူစွာမှတ်နိုင်တဲ့နည်းလေးကို knowledge sharing လုပ်သွားပေးမှာဖြစ်ပါတယ်ဆိုတော့ differentiation rule မှာဆိုလို့ရှိရင် number 1ပေါ့နော် constant ကိုရှင်းရင်0ဆိုပြီးတော့တစ်ချက်တော့မြန်မာလိုအလွယ်တကူမှတ်လို့ရတယ် constant ကိုရှင်းရင်0ဆိုတာကဒီ constant k လေးဆိုတာကတစ်ချက်တို့တွေ variable ဖြစ်တဲ့ x မပါတဲ့1 2 3 4အဲ့ဒါမျိုးလေးတွေကိုဒီ x နဲ့ရှင်းလိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင် variable x မပါတဲ့အတွက်ကြောင့်သူက0ပဲရမယ်ဒါကြောင့်မလို့ constant ကိုရှင်းရင်0လို့ပြောတာနောက်တစ်ခုဒီနောက်ပိုင်း rule တွေကတော့ fraction တစ်ခုပါနိုင်တာဖြစ်တဲ့အတွက်ဒီချက်ကအရှိမရေးချင်းတော့ u equal to f of x v equal to g of x တို့ပြီးတော့ထားလိုက်တယ်မတူညီတဲ့ x ပါတဲ့ function တစ်ခုပေါ့ဥပမာပြောရမယ်ဆိုလို့ရှိရင် f of x က x square ဆိုလို့ရှိရင် g of x ကကြတော့ 2x minus 1အဲ့လိုမျိုးမတူညီပဲဖြစ်နေတာမျိုးပေါ့နော်ဒါဆိုလို့ရှိရင်အောက်ကိုဆက်ပြီးတော့တွားကြည့်ကြည့်အောင်နံပါတ်2 rule ကကြတော့ constant ရဲ့ function တစ်ခုရဲ့မြောက်ထားတယ်ဆိုလို့ရှိရင်တစ်ချက်တို့ကသူ့ကို differentiate လုပ်မယ်ဆိုလို့ရှိရင်တဲ့ constant ကဘာမှ x မပါတဲ့အတွက်ကြောင့်မြောက်ထားမှာเนาะ constant က x မပါတဲ့အတွက်ကြောင့်အဲ့ဒီ constant လေးကိုရှေ့ကိုထုတ်ပြီးတော့အနောက်က x ပါတဲ့ u function ကိုပဲရှေ့လို့ရတယ်တဲ့ဒါဆိုရင် k du/dx ဆိုတဲ့ပုံစံဖြစ်သွားတယ်နံပါတ်3မှာတော့ဒါတစ်ချေတို့က addition and subtraction rule လို့ခေါ်တာပေါ့နော်ဒီ function တစ်ခုပေါင်းထားမယ် f of x နဲ့ g of x ပေါင်းထားတဲ့ function တစ်ခုဒါမှမဟုတ်လို့ရှိရင်အောက်မှာအနီလေးနဲ့ပြထားတာနှုတ်မယ်ပေါ့နော်ပေါင်းတာတော့၎င်းနှုတ်တာတော့၎င်းသူတို့တချေတို့ဖြည့်ရှင်းခြင်းနဲ့ဆိုလို့ရှိရင်တဲ့ဒီအပေါင်းလက္ခဏာအနှုတ်လက္ခဏာတွေ့ရဆိုတစ်ခုချင်းစီ individual တစ်ခုချင်းစီကို differentiate လုပ်ပြီးမှပေါင်းနှုတ်လို့ရတယ်တဲ့အဲဒါကြောင့်မလို့ဒီဘေးမှာရေးပေးထားတာက du/dx plus or minus dv/dxဒါလေးကိုနားလည်မယ်လို့ထင်ပါတယ်သူကလွယ်တယ်เนาะဒီတိုင်းဒါကတော့ဒီတိုင်းမှတ်လို့ရတယ်ဒီအောက်ကဟာလေးကကြတော့မြန်မာစကားစုလေးနဲ့မှတ်လို့ရှိရင်ဒါတို့တမီတို့အတွက်ပို့ပြီးတော့မှတ်ရလွယ်တယ်ဆိုရင်နံပါတ်4 rule ကကြတော့ဗာလဲဆိုလို့ရှိရင်သူ့ကို product rule လို့ခေါ်တာပေါ့နော်အမြောက်ပေါ့အဲ့တော့ဒီ function u နဲ့ v မြောက်ထားတာကိုရှေ့ချင်နေဆိုလို့ရှိရင်ဒါတို့တမီတို့အနေနဲ့မှတ်ရမှာကရှေ့ထားနောက်ရှေ့အပေါင်းနောက်ထားရှေ့ဆိုတာလေးကိုမှတ်လိုက်ပါဆိုတော့အဲ့အတိုင်းပဲတစ်ချက်ကနော်ပုံတင်နည်းလေးကိုချရေးကြည့်မယ်ပုံတင်နည်းကိုအလွတ်ကျက်မလားဆိုရင်မကျက်ဘူးဒီရှေ့ကမြန်မာဟာလေးကိုပဲမှတ်လိုက်မယ်ရှေ့ထားနောက်ရှေ့ဆိုတော့ u နဲ့ v မှာ u ကကြတော့အရှေ့မှာ v ကအနောက်မှာရှေ့ကိုထားတယ်ဆိုတော့ u အနောက်ကိုရှေ့တော့ dv/dx အပေါင်းနောက်ကိုထားတယ်ဆိုတော့ v အရှေ့ကိုရှေ့တော့ du/dx ဒါဆိုလို့ရှိရင်ဒါတို့တမီတို့ကဒီ differentiate product rule လေးကိုကောင်းကောင်းသုံးနိုင်လိမ့်မယ်နံပါတ်5ကတော့ quotient rule လို့ခေါ်တာပေါ့နော်မြန်မာလိုဆိုလို့ရှိရင်အစား rule ပေါ့ function u ကို v နဲ့စားထားတယ်ဆိုလို့ရှိရင်တဲ့သူ့ကိုခြေလို့ဘယ်လိုမှတ်မလဲဆိုရင်ခြေထားဝေရှိအနှုတ်ဝေထားရှေ့ရှိပိုင်းခြေ square ခြေဆိုတာကပိုင်းခြေကိုပြောတာဖြစ်ပြီးတော့ဝေဆိုတာကတော့ပိုင်းဝေကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကမြန်မာလိုရေးထားတာလေးနဲ့ဟိုဘက်မှာခြေပုံသင်လေးလိုက်ရေးကြည့်မယ်အောက်ကတော့ခြေ square ဆိုတော့ခြေကပိုင်းခြေမှာ v ရှိတာဖြစ်တဲ့အတွက်ကြောင့် v square ဆိုပြီးတော့ရေးလိုက်တယ်အဲ့ဒါပြင်ခြေထားဝေရှိဆိုတော့ခြေကိုထားမယ်ဆိုတော့ v ဝေကိုရှိတော့ du/dx အနှုတ်ဝေကိုထားမယ်ဆိုတော့ u ခြေကိုရှိတော့ dv/dx ဒီလိုပုံစံမျိုးနဲ့ differentiate လုပ်လို့ရပါတယ်နောက်ဆုံးတစ်ခုပေါ့နော်ဒါကတော့ power rule ကတော့တချို့ကလေးတွေကတော့ပုံသင်နည်းချက်တယ်ပုံသင်နည်းမချက်ချင်ဘူးဆိုလို့ရှိရင်ဒီဘက်ကမြန်မာစာလေးကိုမှတ်ထားလို့ရတယ်တကယ်တော့ x power n ဆိုတဲ့ပုံသင်နည်းမျိုးတွေးခဲ့တယ်ပုံစံမျိုးတွေးခဲ့တယ်ဆိုလို့ရှိရင်တော့ power ရှေ့ရှာ power တစ် short ဆိုပြီးတော့မှတ်ထားလို့ရတယ်အဲ့တော့ဒီမှာကြည့်လိုက် power ရှေ့ချမယ်ဆိုတော့ n လေးကိုရှေ့ချလိုက်တယ်ဒီ power ဖြစ်တဲ့ n လေးကိုရှေ့ကိုချလိုက်တော့ဒီဘက်မှာ n လေးထွက်လာတယ် power တစ် short ဆိုတော့အဲ့ဒီ power လေးကိုတင်နှုတ်လိုက်တယ်ဒါဆိုလို့ရှိရင်ခြေတို့ကရှေ့ပြီးတာဖြစ်သွားမယ်ပေါ့နော်ဥပမာပြောရမယ်ဆိုခြေတို့က xq ဆိုတဲ့ပုံစံတွေ့တယ်ဆိုလို့ရှိရင်3ကိုရှေ့ချလိုက်မယ်ဆိုတော့ 3x power တစ် short တော့3နဲ့ကတစ်ကိုနှုတ်တော့ဘာရလဲဆိုရင် square 3x square ဆိုတဲ့အဖြေလေးရမယ်ပေါ့နော်ဒီလိုပုံစံလေး differentiate လုပ်ရမှာဖြစ်ပါတယ်ဒီ rule လေးကိုကြည့်ရဆိုလို့ရှိရင်ဒီ grade 11ကနေ grade 12တက်မဲ့ကလေးတွေအတွက်လည်းဒီ grade 12ရဲ့တင်ချာမှာအများကြီးအထောက်အကူပြုမှာပဲဖြစ်ပါတယ်เนาะနောက်ဆုံးတစ်ခုကတော့ chain rule ပေါ့သူကတော့ခြေကဒီ y/dx ကိုရှေ့လိုက်တယ်ဒီ y/dx ကိုရှေ့လိုက်တဲ့အချိန်မှာဒီရှေ့တဲ့ function က y က u of x နောက်ထပ် function တစ်ခုပေါ့ x ပါတဲ့ function တစ်ခုထပ်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့သူက dy/du အရင်ရှေ့ရမယ်ပြီးမှ du/dx ပေါ့ဒီလို chain rule ကိုဘယ်လိုအချိန်မှာသုံးလဲဆိုလို့ရှိရင် y ကိုရှေ့လိုက်တဲ့အချိန်မှာကြံခဲ့ထွက်လာတဲ့အဖြေကရိုးရိုး x နဲ့မဟုတ်ဘဲနဲ့ function တစ်ခုတာထပ်ဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီ function လေးကိုခြေတို့ကထပ်ပြီးတော့ရှေ့ပေးရတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အားလုံးပဲဒီ differentiate rule လေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေကြပါစေเนาะ